살레테님 밥. 냐베 레테면에 라테이တက်အဲ့ဒါတော့ယူလို့မရတော့ဘူးလေချင်းလူကြီးတွေခက်ကတော့ဟုတ်တာပေါ့သူတို့ကစေတနာနဲ့ပြောတာညာဘက်မီးမှမရှိတာ ဟုတ်တယ်နော်အဲဒီလက်သေးညဲတဲ့လူတွေပေါ့နော်ညာဖက်လက်သေးညဲမကောင်းဘူးပါညာဆိုရဲပေါ့နော်ချစ်လူကြီးတွေပြောစကားပေါ့နော်စာလေးတင်ညပြန်လေပြောပြတာနော်နောက်ထောင်ရအောင် ကလေးတွေဘာဖြစ်မှာဆိုလို့လဲလက်ထိမှာဆိုလို့ဒီနေ့ကမီးတွေရှိပြီလက်သိညက်လို့ရတယ်လက်မသိဘူး ဟုတ်တယ်လေ သလောင်းမုံနှစ်ချက်တင်ကြားကြီးကြိုက်လိမ့်မယ်โอเคကသလောင်းမုံတွေကမြေအိုးတွေလေဒီလားမသိဘူးသကောင်သားလေးတွေလည်းလက်ဆော့တဲ့အခါကျတော့ကွဲမှာဆိုလို့ A few moments later ကျင်းအိုးတွေတွေဒံအိုးတွေတွေကြိုက်တော့လုပ်လို့ရ ဟုတ်တယ်နော်မထနော် ညာဘက်လက်သေးမညက်နဲ့လက်တိတ် ညာဖက်လက်သေးညဲတဲ့ တက်တယ် အယူဆ အဲ့တော့ယူလို့မရတော့ဘူးလေချင်းလူကြီးတွေခက်ကတော့ဟုတ်တာပေါ့သူတို့ကစေတနာနဲ့ပြောတာညာဘက်မီးမှမရှိတာကလေးတွေဘာဖြစ်မှာဆိုလို့လဲလက်ထိမှာဆိုလို့ဒီနေ့ကမီးတွေရှိပြီလေလက်သိညက်လို့ရတယ်လက်မသိဘူး ဟုတ်ပြီဟုတ်တယ် သလောင်းမုံနှစ်ချက်တင်ကြားကြီးကြိုက်လိမ့်မယ် ဟုတ်တယ် โอเคကသလောင်းမုံတွေကမြေအိုးတွေလေဒီလားမသိဘူးသကောင်သားလေးတွေလည်းလက်ဆော့တဲ့အခါကျတော့ကွဲမှာဆိုလို့ဒီကိကကျင်းအိုးတွေတွေဒံအိုးတွေတွေကြိုက်တော့လုပ်လို့ရ ဘာဖြစ်နေလဲချက်ချီတုံးအောင်လိုက် ဘလူဒီပေါ့နော်ဘလူဝါရဲ့ချက်တွေတုံးကောင်တဲ့အကြောင်းပေါ့နော်ရှင်းပြတာလက်ဆက်လက်နောက်ထောင်ရအောင် ရောင်းလို့ဖြစ်ချက်ချီရောင်းတဲ့လူကညာဘက်ပခုံးပေါ်မှာကြက်တီရွေးတဲ့ကောင်တွေဘယ်ဘက်ပခုံးပေါ်မှာကြက်တီရွေးတဲ့ကောင်ခေါင်းပေါ်မှာကြက်တီရွေးတဲ့ကောင်တွေရက်တကလှည့်ရောက်ဝယ်တဲ့လူကမဲတယ်ညာဘက်ပခုံးမှာကြက်တီရွေးဘယ်လောက်လဲနှစ်ချက်သူကဘာတက်ခမရဘာတက်လဲမမင်းနဲ့ရွှေခဲလို့လှမ်းခေါ်ကြည့်ပါလားရွှေခဲရေဆိုကညာပြန်ထိတတ်တယ်အဲ့ဒါတက်လို့နှစ်ချက်တောင်းတာဘယ်ဘက်ကအကောင်သုံးချက်သူဘာတက်လဲခေါ်ကြတော့မလို့ခမရဘာကောင်လဲလို့ခေါ်သူကပြန်မေးတာခမရဘာလို့တော့ခမရဘာလို့သူကပြန်မေးတာအဲ့ဒါတက်လို့သုံးချက်တောင်းတာခေါင်းဘွားကောင်ဘယ်လောက်လဲငါးချက်သူကဘာတက်ဘာမှမတက်ဘူးတဲ့ဒီနှကောင်ကသူ့ကိုနေတိုင်းဆရာကြီးလို့ခေါ်လို့ငါးချက်တောင်းတာ ဟုတ်တယ်နော် အတွက်လေကိုယ့်ကိုငါးချက်တန်ကောင်းလားနှစ်ချက်တန်ကောင်းလားသုံးချက်တန်ကောင်းလားအဲ့တော့ကျွန်တော်ကလည်းအဲ့လို250လိမ့်နေတာဆရာကြီးတိုင်တယ်ဘာဆရာကြီးမလဲမသိဘူးလိမ့်နေတာ